ဝန်ထမ်းဘဝခြေကလာသာ2သိန်းခွဲလာသာထုတ်ရင်မျက်နှာငယ်နဲ့ဝန်ထမ်းတို့ရဲ့စသိန်းပဲလိုအပ်ချင်းဖုန်းလေးသုံးမယ်တစ်တော့ကြည့်ချင်းဘေကမရှိဒီလိုနဲ့ပတ်စံချီတဲ့ငါရဲ့အကြောင်းကိုမေကမသိဘဝမှာပိုးပါထဲမတော့အိမ်ပြန်ပေးတဲ့ကိုဟန်ငက်ပြက်တလမှာပိုးတာထက်ဝက်ဒီလာကားနဲ့ဘလုံငါတက်ဆက်ဝင်ရမဲ့သူမရှိပဲအလုရှင်ကိုတယောက်တည်းဖြုတ်ညနေမိုးချုပ်အိမ်ပြန်ရောက်တော့စားရပြန်ပြီးခေါက်ဆွဲပြုတ်9နာရီတောင်ဆိုတာနဲ့မိကအော်တိုဖြတ်ခါထားလိုအပ်တဲ့ချင်းမောင်းနေပါပြီငါတို့ဘဝကိုတတ်ညံမလားဘိမစမူဇာအီဂျာကွေးကော်ဖီတို့လည်းမမတ်ပါငါတဲပြုတ်လေးပဲစီစမ်းတာဝန်ထမ်းတို့ရဲ့မနှက်စာများလာသာထုတ်ရဲ့မှိုင်းနေတဲ့လက်တက်ပစံတွေရောက်လာပြီးဆိုအကျွေးရှင်ပတ်ရှာတိုင်းတွေပတ်မေဂါဖုန်းဆက်ဒီလက်ပတ်စံဘလောက်ရလဲဖြည့်ရှင်းမှုခက်နေတတ်တယ်ဝန်ထမ်းတွေကတယောက်ဘဝပဲတငယ်ချင်းစီကိုပတ်စံရှိဟဲ့အောင်တိုင်းနောက်ပါနဲ့ငါလက်စမပြေနားရများတော့မလောက်ပါအားကြီးသွားပြီးအိမ်ကားတော့ကွာစုငင်တော့မှတန်တရဝတ်ထုတ်ခါရမလုံနိုင်တော့တဲ့လူပေါ့ကွာလာမ3ရက်နားရငါမခဏတာ3ပြက်ဝါနာ3ရက်လာသာရှင်းရင်ငါမပြုံးပြက်ရတာထုတ်ဖြက်ပတ်စံရှိသူဘဝဆုပ်ပြက်ရတာ3တက်ရောက်ချင်ဘူးကလာသာထုတ်ရက်